social media ပေါ်တင်လိုက်တဲ့အရာဟာဖြတ်ရခတ်ပါတယ်ထိုသူတွေဟာနောင်တရပြီးပြုပြင်သွားရင်တောင်းတဲ့ဒီမှတ်တမ်းစုကြီးကသူတို့ဘဝတစ်ခုလုံးကိုဖျက်ဆီးပြစ်နိုင်ပါတယ်လူတတ်တာထက်အဆက်ခွဲတာကပူရက်ဆက်ရာရောက်တတ်ပါတယ်ဘာသာကိုချစ်လို့ဆိုတဲ့အကြောင်းပြချက်ဟာလူမှုကွန်ရက်ပေါ်မှာတပားသူကိုအဆက်ခွဲဖို့လုံလောက်တဲ့အကြောင်းပြချက်မဟုတ်ပါဘူးမြတ်စွာဘုရားရဲ့အဆုံးအမမှာအတ္တနံဥပမံကတ္တဝါအတ္တနံဥပမံကတ္တဝါမိမိကိုယ်ကိုဥပမာထား၍နိုင်ရှင်ပါဆိုတာရှိပါတယ်ကိုယ်အမားကိုလူသိရှင်ကြားအဆက်ခွဲခံရရင်ဘယ်လိုခံစားရမလဲဆိုတာတွေးဆပြီးမှလုပ်သင့်ပါတယ်ဓမ္မချစ်ခင်သူတော်စင်များအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေဒီရက်ပိုင်းအတွင်းမှာတိမ်ထဲမှာဖြစ်သွားတဲ့ချစ်သူနှစ်ဦးရဲ့ဒီအကြောင်းကိစ္စနဲ့ပတ်သက်ပြီးတော့လိုင်းပေါ်မှာရေးကြတင်ကြတော်တော်များများတွေ့ရတယ်ပေါ့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဒါဥစဉ်ရဲ့ဗီဒီယိုတွေကိုအမြင်မပြတ်ကြည့်ရှုနေတဲ့ပုဂ္ဂိုလ်တယောက်ကနေပြီးတော့ဥစဉ်ကိုမေးတယ်ပေါ့သူကဗာမေးလဲဆိုတော့အရှင်ဘုရားတဲ့အဲ့ဒီအကြောင်းအရာတွေအရှင်ဘုရားတွေ့လားတွေ့ပါတယ်လို့အဲ့ဒါနဲ့ပတ်သက်ပြီးတော့အရှင်ဘုရားဓမ္မဝိရိယရှင်လေးပါလေမလုပ်ဘူးလားဘုရားတဲ့ဥစဉ်ကမလုပ်ဘူးလို့ဘာဖြစ်လို့မလုပ်တာလဲတဲ့အကြောင်းရှိလို့ပေါ့ဗျာလို့မလုပ်ချင်းအကြောင်းရှိလို့မလုပ်တာပေါ့လို့ဥစဉ်ကဒီလိုပဲပြောလိုက်တယ်အဲ့တော့သူကအဲ့ဒီမှာဥစဉ်ကိုဆက်ပြီးတော့မေးတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့အရှင်ဘုရားဘယ်လိုမြင်လဲပေါ့လေအရှင်ဘုရားရဲ့အမြင်လေးပြောပြပေးကြည့်ပါဒါဥစဉ်ကအနှဲငယ်ပြောပြလိုက်တော့သူကသဘောကျပါတယ်သူသဘောကျခြင်းရဲ့အကြောင်းကတခြားမဟုတ်ဘူးသူနဲ့သဘောချင်းသွားတူးနေလို့ဥစဉ်ရဲ့အမြင်နဲ့သူ့ရဲ့အမြင်ကသွားတူးနေတော့သူသဘောကျတယ်ပေါ့အဲ့တော့သူကဘာပြောလဲဆိုတော့အရှင်ဘုရားရဲ့လက်လူတွေကိုဘုသူတ္တပေးတဲ့အနေနဲ့ဒါဘုသူတ္တအတိမျှဝေတဲ့အနေနဲ့ရှင်ဘုရားအဲ့ဒါနဲ့ပတ်သက်ပြီးတော့မျှဝေပေးသင့်တယ်တဲ့ဒါနဲ့ဥစဉ်ရဲ့စိတ်ထဲမှာမိဂုံးလေးတွေစီပြီးတော့ဥစဉ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ AI ကိုဥစဉ်ကမေးကြည့်လိုက်တယ်ပေါ့အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဥစဉ် AI ကိုမေးထားတာလေးတွေကိုဥစဉ်မျှဝေပေးမှာပဲဖြစ်ပါတယ်ပထမဆုံးဥစဉ် AI ကိုမေးထားတာကပထမဆုံးမေးခွန်းပေါ့ဗုဒ္ဓဘာသာမှာဘာသာရေးအဆောက်အဦများဖြစ်တဲ့တိမ်ကျောင်းတစောင်းဓမ္မယုံဖျားစီတီစတာတွေမှာချစ်သူဇုံတွဲများကာမကိစ္စမဖွယ်မရာများကိုခိုးဝဲ၍ပြုလုပ်တဲ့မပြုလုပ်တဲ့ဆိုတာကိုလူရင်းတူရှင်ပြောပြပေးပါလို့ဥစဉ်က AI ကိုမေးလိုက်ပါတယ်သူကဘာပြန်ဖြေပေးလဲဆိုတော့ဗုဒ္ဓဘာသာအရာတဲ့သာသနာနေမြေအတွင်းမှာမပွေမရပြုလုပ်ခြင်းဟာလုံးဝမပြုလုပ်တဲ့ကိစ္စဖြစ်ပါတယ်ဒါကိုတဲ့အချက်၃ချက်နဲ့လူရင်းတူရှင်ရှင်းပြပေးပါမယ်အချက်၃ချက်နဲ့ရှင်းပြမယ်နံပါတ်၁အာနာစက်နဲ့စီကံတိမ်ကျောင်းစီတီဆိုတာတွေဟာတန့်ရှင်းစင်ကြယ်သောသာသနာနေမြေများဖြစ်ပါတယ်ဗုဒ္ဓဘာသာဝင်တို့အထွတ်မြတ်ထားရာနေရာမှာကာမကိစ္စပြုမှုခြင်းဟာဘာသာရေးစည်းကမ်းကိုစော်ကားရာရောက်တယ်လို့တန်ဃာတော်များတရင်300နေရာဖြစ်ပါကပို၍ပင်အပြစ်ကြီးမားပါတယ်နံပါတ်2ကံနှင့်အကျိုးပေးအကုသိုလ်မြတ်စွာဘုရားဤရုပ်ပွားတော်များတန်ဃာတော်များရှိရာနေရာတွင်မသင့်လျော်သောအမှုပြုခြင်းသည်ဂရုကံကြီးလေးသောကံမဟုတ်တော့လေကြီးလေးတဲ့ကံတော့မဟုတ်ဘူးတဲ့ကြီးလေးသောကံမဟုတ်တော့လေအာစာရဝိပတ္တိအကျင့်ပြည့်ရင်ခြင်းဖြစ်ပြီးနောက်ဘဝများတွင်အရှက်ရခြင်းဂုံတိတ်ခညှိုးနွမ်းခြင်းနှင့်ဘဝနှိမ့်ချခြင်းစသည့်ဆိုးကျိုးများကိုခံစားရတတ်ပါတယ်နံပါတ်3လူမှုရေးနှင့်ယဉ်ကျေးမှုလူကျင့်ဝတ်အရာလဲအများပြည်သူ
ကြည်ညိုရာနေရာကိုမိမိတို့ဤကိုရေးကိုတာကာမစန္ဒအတွက်အသုံးချခြင်းဟာအလွန်ရုပ်ဆိုးပြီးလူအတိုင်းဝိုင်းကကရဲ့ရှုတ်ချပွေရာအပြုအမူဖြစ်ပါတယ်သူကတော့အချက်၃ချက်နဲ့ရှင်းပြတယ်ပေါ့နော်အဲ့တော့ဒီမှာအနှစ်ချုပ်အနေနဲ့ကသာသနာအဆောက်အအုံများတွင်မဖွယ်မရာပြုလုပ်ခြင်းသည်ဘာသာရေးအရာအကုသိုလ်ကြီးခြင်းလူမှုရေးရာတိတ်ခါမဲ့ခြင်းနဲ့သာသနာကိုညှိုးနွမ်းစေခြင်းတို့ကြောင့်လုံးဝရှောင်ကျဉ်ရမယ်လုပ်ရဖြစ်ပါတယ်ဒီကြောင့်ရနဲ့ပတ်သက်ပြီးဗုဒ္ဓဘာသာရဲ့အဆုံးအမတွေဓမ္မမို့တခြားတိလူတာတွေရှိသေးရင်လည်းမေးမြန်းနိုင်ပါတယ်တဲ့ဟုတ်လားအဲ့တော့ဦးဇင်းကအဲ့ဒီမှာထပ်ပြီးတော့မေးလိုက်တယ်ပေါ့နော်အရှိဆုံးဦးဇင်းကမေးတဲ့မေးခွန်းကိုမေးပြီးတော့နောက်ထပ်မေးတဲ့မေးခွန်းကိုဒုတိယမေးခွန်းပြထပ်မေးတယ်ပေါ့ဘာမေးလဲဆိုတော့ထိုမပွဲမရာလောက်ကြသူများသည်ထိုသူများဖြစ်ပါတယ်လို့မပွဲမရာလောက်တဲ့သူတွေကဒီလူတွေပဲဆိုပြီးတော့ပေါ့နော်ကာယကံရှင်ခွင့်မပြုပဲဓာတ်ပုံဗီဒီယိုများအတင်းရိုက်ပြီးဆိုရှယ်မီဒီယာပေါ်တင်ပြတဲ့မတင်ပြတဲ့နဲ့အကျိုးအပြစ်များကိုလူရင်းတူရှင်အများသိအောင်ပြောပြပေးပါလူရင်းတူရှင်ကထည့်ရသေးတယ်ဘာဖြစ်လို့လဲဆိုတော့တခါကျရင် AI ကသူကအများကြီးလိုက်ပြီးတော့အရှိကြီးတွေလိုက်ပြီးတော့ပြောတတ်လို့အဲ့တော့ဒီမှာသူကပြောပြတယ်ပြန်ပြီးတော့ဖြည့်ပေးတယ်ပေါ့သာသနာနေမီမှာတဲ့မပွဲမရပြုလုပ်သူတွေကိုတွေးရှိတဲ့အခါဓာတ်ပုံဗီဒီယိုရိုက်ပြီးတော့တဲ့ဆိုရှယ်မီဒီယာပေါ်တင်ခြင်းနဲ့ပတ်သက်လို့အကျိုးထက်အပြစ်ကပိုများနိုင်တာကြောင့်တတိထားတင်ပါတယ်အကျိုးထက်အပြစ်ကပိုများနိုင်တယ်တဲ့တတိထားတင်တယ်ဒါကိုတဲ့ရှုထောက်၃ခုကနေပြီးတော့လူရင်းတူရှင်တင်ပြပေးပါမယ်ရှုထောက်၃ခုကနေတင်ပြပေးမယ်နံပါတ်1ဥပဒေကြောင်းအရာအန္တရာယ်ကာယကံရှင်ရဲ့ခွင့်ပြုချက်မရှိဘဲပုဂ္ဂိုလ်ရေးဆိုင်ရာအချက်လက်သို့မဟုတ်အရှက်ရစီမဲ့ပုံရိပ်တွေကိုလူမှုကွန်ရက်ပေါ်ဖြန့်ဝေခြင်းဟာဆိုင်ပါလို့တည်င်းအချက်လက်ဤပညာဥပဒေအရာဖြစ်စေအတည်ဖြတ်မှုနဲ့ဖြစ်စေတရားစွဲဆိုခံရနိုင်ပါတယ်အမားကိုအမားနဲ့တုတ်ပြန်ရာရောက်ပြီးမိမိကိုယ်တိုင်ဥပဒေဘောင်အတွင်းကနေဒုက္ခရောက်သွားနိုင်ပါတယ်ဒါနံပါတ်1အချက်ပေါ့နော်နံပါတ်2ချက်ကဘာသာရေးနဲ့ကျင့်ဝတ်ဆိုင်ရာရှုထောင့်သာသနာညှိုးနွမ်းမှုထိုဗီဒီယိုများပြန့်နှံ့သွားခြင်းဟာအမှားလုပ်သူကိုအပြစ်ပေးရာရောက်သလိုတစ်ဖက်မှာလည်းဗုဒ္ဓဘာသာဘုရားကျောင်းကန်တွေမှာဒီလူတွေဖြစ်ပျက်နေပါလားဆိုတဲ့အမြင်နဲ့သာသနာနေမြေရဲ့တန့်ရှင်းစင်ကြယ်မှုကိုပို့ပြီးအဖက်စင်မရအောင်ပုံရိပ်ပျက်စီးစေပါတယ်မေတ္တာနဲ့ကရုဏာဗုဒ္ဓဘာသာဝင်ပြီးအမှားလုပ်သူကိုပြုပြင်ပေးလို့စိတ်ဝါအပြစ်တားဆီးလို့စိတ်ရှိလျင်လူသိရှင်ကြားအဆက်ခွဲခြင်းထက်သက်ဆိုင်ရာခောပကအပွဲသို့မဟုတ်တာဝန်ရှိသူထံအကြောင်းကြားပြီးစနစ်တကျအရေးယူခိုင်းခြင်းကသာအကောင်းဆုံးဖြစ်ပါတယ်နံပါတ်3ဆိုရှယ်မီဒီယာဤဆိုကြဆိုရှယ်မီဒီယာပေါ်တင်လိုက်တဲ့အရာဟာဖြတ်ရခတ်ပါတယ်ထို့သူတွေဟာနောင်တရပြီးပြုပြင်သွားရင်တောင်းဒီမတ်တန်စူကြီးကသူတို့ဘဝတစ်ခုလုံးကိုဖျက်ဆီးပြစ်နိုင်ပါတယ်လူတတ်တာထက်အဆက်ခွဲတာကပူရက်ဆက်ရာရောက်တတ်ပါတယ်အဲ့တော့ဒီမှာအကြံပြုချက်ဘယ်လိုလုပ်သင့်တယ်လဲဒီမှာလှုပ်ဆောင်ရန်ရဲ့ရှောင်ကျင်ရန်ဆိုပြီးတော့ဒီမှာဇေယျကွန်းနဲ့ပြတယ်ပေါ့နော်လှုပ်ဆောင်ရန်ကသက်ဆိုင်ရာခောဘကလုံခြုံရေးထံချက်ချင်းအကြောင်းကြားပါရှောင်ရန်ကကိုယ်တိုင်ဗီဒီယိုရိုက်ပြီးလူမှုကွန်ရက်ပေါ်တင်ခြင်းကိုဒါတော့ရှောင်ရမယ်လှုပ်ဆောင်ရမှာကအထောက်ထားအဖြစ်တင်စီထားပြီးတာဝန်ရှိသူထံသာပေးအပ်ပါရှောင်ကျင်ရန်ကကာယကံရှင်ကိုလူအများရှိမှဝိုင်းဝန်းရိုက်နှက်စော်ကားခြင်းလှုပ်ဆောင်ရန်ကထိုနေရာမှာဖယ်ရှားခိုင်းပြီးနောက်မလုပ်ရန်တတိပေးခြင်းရှောင်ရန်ကအဖွဲဆုံဂရုများထဲသို့ဖြန့်ဝေခြင်းဒီမှာဏိဂုံချုပ်အနေနဲ့အမှားလုပ်သူကိုအပြစ်ပေးခြင်းတာဟာတရားမျှတမှုဖြစ်နိုင်ပေမဲ့အဆက်ခွဲခြင်းဟာတရားမျှတမှုမဟုတ်ပါဘူးသာသနာနေမြေကိုစောက်ရှောက်ခြင်းတဲ့ဆိုရင်တဲ့ဥပဒေနဲ့အညီစနစ်တကျအရေးယူခြင်းကသာအထီးရောက်ဆုံးနဲ့အမြင့်မြတ်ဆုံးဖြစ်ပါလိမ့်မယ်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့တဲ့ဥပဒေကြောင်းအရပုံမူသိရှိလိုတာဒါမှမဟုတ်တခြားမေးမြန်းလိုတာရှိပါသလားဦးဇင်းကတော့ဦးဇင်းမေးချင်တာပေါ့နော်မေးတဲ့မေးခွန်းကိုဒါထပ်ပြီးတော့မေးပါတယ်မပွဲမရပြုလုပ်သူများဤအကျိုးအပြစ်နဲ့ဆိုရှယ်